တခါတလေကိုတဘောကြတဲ့သူစီကနေအထင်သေးခံရပြီးလှည့်လို့ရှိခဲ့ရတဲ့အခါဘလောက်တော့နာကျင်စရာကောင်းလိုက်မလဲစေယုံခလေးထဲမှာတော့ဗီဒီယိုသူ့ရဲ့အဖွားပြီးနားမှာကပ်ပြီးကလေးတယောက်လိုရွှေ့နေခဲ့ပါတယ်ဝီရဲ့စိတ်ထဲမှာတခုခုစိတ်ညစ်စရာရှိနေမှရိပ်မိနေတဲ့အဖွားကမိလိုက်တဲ့အခါမှာတော့ဝီဟာသူ့ရင်ထဲကအမလို့အားမရဖြစ်မှုတွေကိုဖွင့်ဟလိုက်ပါတယ်ကိုကတစ်ဖက်သူကိုကောင်းစီခြင်းလို့ကိစ္စပေးတာကိုတစ်ဖက်သူကကိုကိုအရေးမလုပ်ပဲမကောင်းမြင်နေရင်အဖွားသာဆိုဘယ်လိုလုပ်မလဲလို့မိလိုက်တာပါဘွားကတော့ပြောပြရင်သူကကိုကိုဂီးမဆိုင်မှာတော့ကိုလေးမိလိုက်ပြီးဂီးမဆိုင်ရုံပဲပေါ့လို့နှစ်သိစကားပြောပြခဲ့ပါတယ်အခြားတစ်ဖက်မှာတော့စံတယောက်ဝီပေါ်အထင်လွဲပြီးပြုတ်မှုခဲ့တဲ့သူ့ရဲ့အမှားတွေကိုနောက်နောက်ရစာနဲ့ပြဿနာရုံစီကိုရောက်ရှိနေခဲ့ပါတယ်။တိတ်ကသူဆုံးဖြတ်ခဲ့တာတွေမှားနေပြီလားဆိုပြီးစိတ်တွေရှုပ်ထွေးနေတော့မှာပဲ။မျက်လင့်မထားပဲခနာကိုယ်တွေကကြက်ထုံးအစိတ်တောက်ကဒေါသရကြီးထောက်ကြလာခဲ့ပါတယ်။မရှုမလနာကျင်မှုနဲ့အတူဆင်းရဲခနာကိုဟာရုတ်တရက်ကလေးဘွားအဖြစ်သူပြောင်းလဲသွားခဲ့ရပါတယ်။ဒီဖြစ်ပျက်တွေကိုစောင့်ကြည့်နေတဲ့လူဆိုးတွေကကလေးလေးဟာဆံမန်းတီးသွားပြီးအတင်းအဓမ္မခေါ်ဆောင်သွားဖို့ကြိုးစားပါတော့တယ်။ဒီချိန်မှာပဲပြဿနာရုံတွေကိုဝီတီရောက်လမ်းကြုံဝင်လာခဲ့တာကြောင့်အနီရကြားကနေကလေးလေးကိုကောက်ဝဲဖို့လူဆိုးတွေကိုပြင်းထန်လိုက်ခိုက်ပြီးခဲ့ပြီးနောက်ဆုံးမှာတော့ဖုန်းထဲကနေရေကားတက်ကိုဖိမြတ်လိုက်တာကြောင့်လူဆိုးတွေကကြောက်နေတဲ့ကြထွက်ပြေးသွားခဲ့ကြပါတယ်။ဝီကတော့ကောင်းလေးအတွက်စိတ်ပူနေပြီးရဲတိုက်မှုပြောပြီးမယ်ကလေးဖြစ်တဲ့ဆန်ကတော့ဘာမှတန်ကြမလို့ဘူးလို့ညှင်းဆန်ပြီးအိမ်ကိုပဲပြန်သွားခဲ့ပါတယ်။ဝီလည်းစိတ်မချတာနဲ့ကလေးနှက်ကိုဆက်ဆုပ်ပြီးလိုက်သွားရင်မင်းကဒီမှာနေတာလားဒီမရှင်ဆန်ဆိုတဲ့ခွေးကောက်နဲ့ဘာတော်လေးလို့မိလိုက်တဲ့ချိန်မှာတော့ကလေးဆန်ကသူ့ကိုပါလို့လိန်ပြောလိုက်ပါတယ်လူစရိတ်ထလာမှဆိုးတာကြောင့်အပြင်မှာစောက်ပေးမယ်လို့ပြောရင်ဝီကကောက်လေးနာမည်ကိုမေးလိုက်တဲ့အခါကောက်လေးကတော့ဆန်လို့ဝယ်ပေးခဲ့တာမို့ညီကိုတွေကနာမည်တူုံနေမကပဲအချစ်မကောင်းတဲ့မင်းကိုဆန်ရဲ့အချင်းတွေကိုတော့လိုက်မတူနဲ့လို့ကောက်လေးကိုမှားနေခဲ့ပါတယ်ကလေးဖြစ်နေတဲ့ဆန်ကတော့သူ့ကိုယ်ကိုအသက်တောင်ဆိတ်ဆိုးနေရတာဆိုပြီးမေးလိုက်တဲ့အခါဝီဟာသူ့ပေါ်ဆန်ထွင်လဲခဲ့တာတွေကိုရင်ဖွင့်ရင်သူကဆင်းရဲလို့လူတိုင်းကသူ့ကိုတခိုးတို့ထင်နေကြတာမဆန်တော့ပါဘူးဆိုပြီးစိတ်မကောင်းစရာနဲ့ပြပြခဲ့ပါတယ်ထို့အခါမှာပဲဝေးစားနေတဲ့ရေကလေးဖြစ်ကနေရုတ်တရက်မူလခန္ဓာကိုယ်အတိုင်းပြင်ပြောင်းသွားတဲ့ဆန်ရဲ့နာကျင်စွာအဟိတန်ကိုကြားလိုက်ရတာကြောင့်ဝီဒီယိုစိတ်ပူပြီးရေရှိုးကန်တွေကိုအသေးအံပြေးဝင်ကြည့်လိုက်ပါတယ်ဒီမှာတင်ဝီယာရှော့လဲပြီးအဝိပလာဖြစ်နေတဲ့ဆန်ရဲခန္ဓာကိုယ်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်။နှစ်ယောက်သားပြရခွက်သားပြီးရေရှိုးကနေကိုလဲကျသွားချိန်မှာပြင်ကနေပြင်လာတဲ့အာကျူတို့ကတန်နေကြလို့အပေါ်ထက်ကိုပြေးတဲ့ကြည့်လိုက်ချိန်မှာတော့အဝိပလာနဲ့ဖက်ရသားဖြစ်နေတဲ့ဆန်နဲ့ဝီတို့ရဲ့ရင်ခွန်စရာရှင်တွေကိုမြင်ပြီးပါးစပ်အဟောင်းသားနဲ့အောင်းသွားခဲ့ရပါတယ်။ဝီပြန်သွားပြီးနောက်မှာတော့အာကျူကသဘောတကျနဲ့ဆွဆွနေခဲ့တယ်လို့အာတောင်ကလည်းသူမရှိတဲ့အချိန်လေးမှာအပြောင်းလဲတွေအများကြီးဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။အတော်ငါကြောက်တော့ကိုပုံမလို့ကြောင်လုပ်ပေးမယ်။ဗပညာမဟုတ်ပဲဆန်ကားကလေးဖြစ်ပြန်သွားတာကိုလည်းအဖေရှာပေးမယ်လို့ဆိုခဲ့ပါတယ်။နေတော့အရှိမအစီရင်တွေလုပ်ပြီးနောက်မှာတော့အတော်ငါအမှန်တရားကိုရှင်းပြခဲ့ပါတယ်။နှစ်တရာပြည့်တော့မှမို့လို့ကြောက်တော့ရဲ့အစိတ်တောက်ကပုံမပြင်းထန်လာတာဖြစ်ပြီးဘယ်ချိန်မဆိုကလေးဖြစ်ပြန်သွားနိုင်တာပါ။ဒါပေမဲ့ဝီနဲ့အတူရှိနေတဲ့အချိန်မှာမူလအတိုင်းပြန်သွားနိုင်ခဲ့တာကိုကြည်ချင်းအားဖြင့်ဝီဟာခွန်ဆန်ရဲ့ဖူးစားခြင်းအစ်ဖြစ်နေတာကြောင့်ဆန်ရဲ့ခန္ဓာကိုယ်ကနာကျင်မှုကိုနေပါသွားအောင်ကူညီပေးနိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်။ဝီသာဆန်ရဲ့နားမှာရှိနေရင်အစင်မေဘီဆိုပြီးအလုံးကပြောရှင်သွားကြပြီမယ်။အတော်ကတော့ဝီနဲ့ဆန်ရဲ့ကကြမ္မာကိုထာဝရရှိနောက်နိုင်မှုလက်ထပ်ပွဲတစ်ခုပြုလုပ်ရမယ်လို့ပြောလိုက်ပါတယ်။ခေါင်းမလာတဲ့ဆန်ကတော့သူကရုပ်ကြလေးတယောက်ကိုဘယ်တော့မှလက်မထက်နိုင်ဘူး။မူကျွပြစ်ခင်ရလိမ့်မယ်လို့ညှင်းဆန်နေခဲ့ပါတယ်။အတန်တို့ကတော့ဒါဟာဟန်ဆာလက်ထပ်ပွဲလေးသက်သက်ပါပဲလို့တိုက်တွန်းနေပေမဲ့ဆန်ကတော့နာကျင်တို့တည်သွားရဲ့နော်သူဘယ်တော့မှယောက်ျားလေးတယောက်ကိုလက်မထက်ဘူးလို့တင်းခတ်နေခဲ့ပါတယ်ဒါပေမဲ့ခဏကိုယ်တည်းကမခံမရနိုင်အောင်ပြင်းထန်လာတဲ့နာကျင်မှုဟာညလုံးမဆန်ကိုညှဉ်းပန်းနှိမ့်ဆက်ပါတော့တယ်နာကျင်လို့လူလေးနေနဲ့ဆန်ကိုမကြည့်ရနိုင်တော့ပဲအချူတို့ကနီးလည်းမရှိတော့ဘူးလားလို့မေးမြန်းပေမဲ့အတောင်ကတော့ဆန်ကယောက်ျားပြည့်တဲ့သူဖြစ်ပြီးသူ့ဆုံးဖြတ်ချက်ကိုလေးစားရမယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီဆိုးဝါးသားတဲ့ဝေဒနာကိုမခံမရနိုင်တော့တဲ့ဆန်ဟာအန်ကိုကြိတ်ပြီးငါဝီကိုလက်ထက်မဲ့ဆိုတဲ့စကားကိုနှုတ်ကနေမဖြစ်မနေထုတ်ပြောလိုက်ရပါတော့တယ်ဆန်တယောက်ဝီရဲ့အင်စီကိုရောက်တော့တဲ့အခါဆိတ်ဆိုးနေစေဖြစ်တဲ့ဝီကတော့ဘီယာဝဲတိုက်ခိုင်းပြီးဆန်ကသူ့ကိုစေတနာအမှန်တဲ့မတောင်းမှမရှင်းကိုတပူပြီးတပူထောက်ပြနေခဲ့ပါတယ်ဘီယာမူလာတဲ့ဝီဟာသူ့ရဲ့အတိတ်ကနာကျင်စရာဒဏ်ရာတစ်ခုကိုစတင်ရင်ဖွင့်လာပါတော့တယ်အသက်16နှစ်လောက်တုန်းကကြောက်မှစတွေ့ခဲ့ပေမဲ့လူတယောက်ရဲ့လက်ကွက်ကြောင့်ဘန်ကောက်တစ်ခုဖွင့်မိရာကနေချက်ချင်းပဲဖမ်းခံရပြီးရိုက်စဝတ်သားဘွားရောက်ခဲ့ရတာပါသူကစင်းရင်လို့လူတွေကသူ့ကိုလူနေလို့ပဲသတ်မှတ်ကြတယ်ဆိုတဲ့အကြောင်းကိုမင်းနဲ့စာနဲ့ရှင်းပြနေခဲ့ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့ဆန်ဟာရင်ထဲမှာစိတ်မကောင်းဖြစ်သွားပြီးသူ့တေကဖြစ်ပျက်တွေကိုပြန်လည်မြင်အောင်သွားမိပါတယ်အတိတ်တုန်းကနင်းသားထားတဲ့သူ့လူတယောက်ကိုချစ်သူဖြစ်တဲ့ခွန်ဝါကပတ်ဝန်းကျင်ရဲ့အပိုးချမှုတွေကြားကနေတတိရှိရှိကောက်ွယ်ပေးခဲ့တာပါဒါကြောင့်ဝီရဲ့ခန်းစားချက်တွေကိုအပြည့်အဝနားလည်သွားတဲ့ဆန်ဟာသူ့ထွင်လဲခဲ့မှုတွေကိုစေတနာပါပါနဲ့တောင်းပန်လိုက်ပြီးအကူညီလိုရင်သူ့ကိုပြောပါလို့ဆိုခဲ့ပါတယ်ဝီကလည်းအကူညီလိုရင်လည်းသူ့ကိုပြောဖို့ပြန်ပြောလိုက်တဲ့အချိန်မှာတော့ခွင့်ရေးကိုလက်မလို့ပဲဆန်ကတော့သူနဲ့လက်ထပ်ပါလို့ဓာတ်ရိုက်ပဲတောက်ဆိုလိုက်ပါတော့တယ်ဖမမထားတဲ့ဒီစကားကြောင့်ဝီဒီယိုတော်လက်ဆက်ဗီယာတွေကိုဆန်ရင်မျက်နှာပေါ်ကိုတီးပြီးမှုတ်ထုတ်လိုက်မိပါတယ်နောက်ပိုင်းကျမှဆန်ရင်မျက်နှာကိုတုပ်ပေးရင်ဘာလို့အစကတည်းကကန်ဆိုးတာတွေပြရှင်လို့လက်ထပ်တာပါလို့မပြောခဲ့တာလေအကိုကကျွန်တော်ကိုကြိတ်ကြိုက်နေတယ်လို့တောင်ထင်သွားတာလို့ဝီကစားနောက်လိုက်တဲ့အခါဆန်ကတော့သူ့မှာရှေ့ရမယ့်သူရှိပြီးသားဖြစ်ကြောင်းနဲ့မှားကလှပတယ်ယဉ်ကျေးတယ်ငွေကျင့်ကောင်းပြီးကျင်နာတတ်တယ်လို့ကြီးကြီးစော်ပြောလိုက်ပါတယ်ဝီကတော့ကျွန်တော်နဲ့ကွက်တီပဲလို့နောက်ပြန်လိုက်တဲ့အချိန်မှာပဲဆန်ကတော့မင်းကမသက်ရက်ဘူးနားကြီးတယ်ညံ့များတယ်ပါဇက်ဆိုးတယ်အချက်မရှိဘူးသူနဲ့မင်းနဲ့ကကောင်းကင်နဲ့ချောင်းနဲ့ကြီးလို့ငန်းနဲ့စရက်လို့တစ်ခွားနဲ့မှုလို့ကွာရှားတယ်လို့တယောက်စာနဲ့ဖျက်ပြတယ်လို့အပိုးချလိုက်ပါတော့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဘာပဲဖြစ်ဖြစ်ငါ့ကိုလက်ထပ်ပေးပါလို့ပြန်ပြောခဲ့ပါတယ်ဝီကတရတော်ပြောဆိုခံနေရတာဘသူကလက်ထက်ရှင်မှလဲလူငင်းဆိုင်ခဲ့ပေမဲ့ဆန်ကငွေကြေးမြောက်များပေးမယ်လို့ကန့်လန့်လိုက်တဲ့အခါမှာတော့ဝီလဲလက်ခံနိုင်ရပါတော့တယ်
နောက်တစ်နေ့မှာတော့ဝီဟာအထူးခန်းစီကိုပြောင်းလဲရတဲ့အဖွားဖြစ်သူကိုပြုစုနေခဲ့ပါတယ်။ပတ်စံနေဘေကရလို့အထူးခန်းကိုပြောင်းနေတာလေလို့အဖွားကမေးလိုက်တဲ့အခါဝီကထူးဆန်းတဲ့လူတစ်ယောက်နဲ့ကန်ဆိုးတာတွေပြအောင်ဟန်ဆောင်လက်ထပ်တာဖြစ်ကြောင်းနဲ့သူကပတ်စံနေအများကြီးပေးတယ်လို့ရှင်းပြခဲ့ပါတယ်။အဖွားဖြစ်သူကသူမြင်သည်လက်ထက်ရတော့မယ်ဆိုလို့ဝမ်းသာနေခဲ့ပြီးနောက်နေ့ကျရင်အဲ့ဒီလူကိုခေါ်လာဖို့ပြောလိုက်ပါတယ်။ဝီကတော့သူကကျွန်တော်ကိုသဘောမကျဘူးလို့ပြောလိုက်ပေမဲ့အဖွားကမြေးလေးကရောသူ့ကိုသဘောကျလို့လာလို့ပြန်မိလိုက်တဲ့အခါမှာတော့ဗီဒီယိုမျက်နှာတွေညီရဲကရှက်သွေးဖြတ်သွားခဲ့ရပါတယ်။ဝီချက်နေတဲ့ပုံလေးကတော့ပြပြလို့မရလောက်အောင်ရှစ်စရာကောင်းနေခဲ့ပါတယ်။မင်္ဂလာပွဲနေ့မှာတော့ဆန်ဟာခန်းနာထဲဝလာတဲ့သူတို့သားဝတ်စုံကိုဆင်မြင်လာပြီးအင်မတန်မှကြည့်ကောင်းနေခဲ့ပါတယ်။မင်္ဂလာပွဲကိုသွားတော့မယ့်အချိန်မှာဆူရှက်ရောက်ရှိလာပြီးဝီရဲ့မကောင်းကြောင်းနေပြောဆိုကကျွန်တော်ခွန်ဝါစစ်ကိုချပေးမယ်ဆိုပြီးလက်ထက်ပွဲကိုတားဆီးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆူရှက်ကိုမြုံကြည့်တော့တဲ့ဆန်ကတော့ခွန်ဝါစစ်ချပြီးမှပဲသူတို့အဲ့အကြောင်းပြောကြရအောင်လို့အေးဆက်စာနဲ့ပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ငုံကြောင်းကတော့မျက်နှာကြည့်စုဖို့နေတဲ့ဆန်ကိုအာချူကဒီလိုနေကောင်းနေမြက်လေးမှာပြုံးထားဖို့နဲ့ဝီကခွန်ဆိုင်ရဲ့မျက်နှာကိုကြည့်ပြီးဝင်နေသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ထုံးစံအတိုင်းအရေးကြီးတော့ပြန်နေရောက်လာတဲ့ဝီဟာသူ့တငယ်ချင်းတို့ကိုသူတို့သားရဲ့တငယ်ချင်းအဖြစ်ခေါ်လာခဲ့ကြပြောနေတဲ့အခါအားလုံးကကြောင်သွားကြပြီးသူတို့သားလားသူတို့သမီးရဲ့တငယ်ချင်းလားဆိုပြီးရှုပ်ထွေးသွားကြပါတယ်ဒီလိုနဲ့နှစ်ဖက်မှနှုတ်ဝရဲ့ရှိမောင်မှာမင်္ဂလာပွဲကိုစတင်လိုက်ကြပြီးအချင်းချင်းကာရဝပြုလိုက်ကြတဲ့အချိန်မှာပဲရုတ်တရက်တိုက်ခတ်လာတဲ့လေပီလေးကြောင့်ညီရဲနေတဲ့လက်ကစားလေးဟာဝီရဲ့ကောင်းမှုကိုနှှက်ချွန်သွားခဲ့ပြီးဆန်ကလည်းအတားရလေးလှန်တိတ်မိခဲ့ပါတယ်အတောင်ကတော့မင်္ဂလာပွဲပြီးမြောက်ကြောင်းတင်ညာလိုက်ပြီးအာကျူတို့ကအမတ်တရတဲ့ပုံရိုက်ခံလိုက်တာကြောင့်သူတို့နေရာရဲ့ဟန်ဆောင်မင်္ဂလာပွဲလေးဟာဓာတ်ပုံတစ်ပုံထွက်ရှိလာခဲ့ပါတယ်လက်ထက်ပွဲပြီးလို့ဝီအိမ်ပြန်မှုလို့ချိန်မှာအာကျူတို့ကနှုတ်ဆက်ရင်လက်ထက်ပွဲတဲ့တင်နှောင်းငွေကိုလွှဲထားပေးပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်ဆန်ကတော့ချက်ချက်နဲ့တင်နှောင်းငွေမဟုတ်ပဲသူ့ကိုကူညီပေးတဲ့အတွက်ပေးတဲ့အခါကျူငွေပါလို့ပြန်ပြောခဲ့ပါတယ်ဝီတရတငယ်ချင်းနဲ့လမ်းခွဲပြီးအိမ်ပြန်လာတဲ့လမ်းခုလက်မှာမထင်မဲ့ပဲလူစုညရဲ့တက်ခတ်ခြင်းကိုခံလိုက်ရပါတယ်ဝီတရဓာတ်နဲ့ထိုးခံရတော့မဲ့ဆဲဆဲမှာဆန်ကရောက်ရှိလာပြီးရဲရဲဝုန်းဝကဝက်တက်ခတ်ပေးခဲ့ပါတယ်ဒါပေမဲ့လူစိုးတွေဘက်ကတနက်တွေထုတ်ပြီးဆန်ကိုပြစ်ခတ်လိုက်ချိန်မှာတော့ဝီဟာဆန်ရဲ့ရှိကနေဝင်ခံပေးလိုက်တာကြောင့်ကြည်စံကသူ့လက်မကိုထိမှန်သွားခဲ့ပါတယ်ဒီဖြစ်ပဲကြောင့်ဆန်ရဲ့ဒေါသတွေဘက်ကိုထွက်သွားပြီးတနက်သမားကဆန်ကိုဇက်တိုက်ပြစ်ခဲ့နေခဲ့တယ်လို့ဓာရီနဲ့ပါအချက်ပေါင်းများစွာထုံးနှက်ခဲ့ပေမဲ့ဆန်ရဲ့ခန္ဓာကိုယ်မှာဘာနာကျင်မှုမှမရှိပဲတက်ခိုက်နေခဲ့တာကိုဗီဒီယိုပါဇက်အဟောင်းသားနဲ့အောင်းအောင်းသာကြည့်နေခဲ့ရပါတယ်။ပိုပြီးတောင်းလို့ဆရာကောင်းတာကတော့ဆန်ရဲ့ခန္ဓာကိုယ်ပေါ်ကပြင်းထန်တဲ့ဒဏ်ရာတွေဟာဝီရဲ့မျက်စိရှိမှတင်ချက်ချင်းလိုလိုပြောက်ကွယ်တက်တာသွားခဲ့တာပါပဲ။အင်အားတော်မှအာကျူတို့ကဆန်ဟာလွန်ခဲ့တဲ့နှစ်တရာကလေးက9ရောက်ချိန်တုံးရဲ့အစွမ်းကြောင့်အသက်ရှင်နေတာဖြစ်ကြောင်းအမှန်တရားတွေကိုရှင်းပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဝီဟာသူကခွန်အောင်ဝင်စားတာလား။ကြားတော့ကိုစားတာလို့အသက်ရှင်နေတာလား။အဲ့ဒီကြားတော့ကိုမြင်ကျင်လိုက်တာဆိုပြီးအောင်းစွာနဲ့မိကုန်းနေမင်းနေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုပြောရှင်စရာနေ့ရက်တွေကကြကြမခံလိုက်ပါဘူး။ဝီရဲ့ဖုန်းစီကိုစေယုံကနေအရေးကြီးဖုန်းခေါ်လာတာကြောင့်ဗီဒီယိုစေယုံကိုအပြေးလွှတ်သွားခဲ့ရပါတယ်။သူ့တောင်မပြေခဲ့ပဲအဖွားရဲ့အရှင်ကြီးဟာစိတ်မတိုးတော့တာကြောင့်ဆရာဝန်ကြီးကလက်လျှော့နေရပြီးအင်ကိုပဲပြန်ခေါ်သွားဝေးတယ်လို့နေကြပါတယ်။ဗီဒီယိုဝင်းနေလို့မျက်ရည်တွေစီးကြနေပေမဲ့အဖွားတတိယလာတဲ့အခါမှာတော့ရင်ထဲကဝေဒနာတွေကိုဖုံးကွယ်ရင်ပြောပြခဲ့ပါတယ်။အဖွားကလည်းသူအိမ်မက်မက်ခဲ့တယ်လို့ပြောရင်အဖောင်ထဲမှာမြင်ခဲ့ရတဲ့အရာကိုစိတ်လှုပ်ရှားတာနဲ့ပြောပြပြီးနောက်ဆုံးမှထီကန်တန်းငါးလုံးဖြစ်မယ်လို့တောင်စောင့်နေခဲ့ပါတယ်။တကယ်တော့အဖွားဟာသူ့မြေလေးကိုစိတ်မပူစေချင်တာကြောင့်မျက်ရည်တွေနဲ့ပဲဟာသားလုပ်ပြီးပြောနေခဲ့တာပါ။ဝီကလည်းသူ့ဖွားရဲ့ရှိမှာအတက်နိုင်ဆုံးပြပြနေခဲ့ပြီးအပြင်ဘက်ကိုထွက်လာတဲ့အခါမှာတော့ဗီဒီယိုရင်ခွဲမတော့အဟိငူကျွေးပါတော့တယ်။ဘာလို့လဲဘာလို့ငါကြမှာဒူလိုဖြစ်နေရတာလဲဆိုပြီးအတိတ်ကအဖွားနဲ့တူပြရှင်ခဲ့ရတဲ့မှတ်တရတွေကိုပြန်တွေးရင်ငူနေခဲ့ပါတယ်။သူ့အမားလို့ရင်တော့သူ့ဘက်ကအမြဲမမရဲတည်ပြီးခဲ့တဲ့အဖွားကျောင်းမှာပညာသင်ဆုရတော့ကအတူပြောရှင်ခဲ့ရတာတွေအဖကိုအသက်165နှစ်ထိအကြာကြီးအသက်ရှင်စေခြင်းလို့ဝင်းနေကိတ်ပေါ်မှာ165လို့ရေးပေးခဲ့တာတွေကိုပြန်တွေးမိတိုင်းဝီရဲ့ရင်ထဲမှာဒါနဲ့မှုန်းတို့ခံစားနေရပါတယ်။အဲ့ဒီအချိန်မှာပဲဝီရဲ့ကောင်းတွေကိုအတွေ့အကြုံရုတ်တရက်ဝင်ရောက်လာပါတယ်။ဆံပြောတဲ့ကြောက်တုံးအကြောင်းမှာအဲ့ဒီကြောက်တုံးကလူတယောက်ကိုအနေကနေကဲနိုင်နေဆိုရင်သူ့ဘွားကိုလည်းကဲနိုင်မလား။ဝီရဲ့မျက်ရည်တွေချာကနေစုံမြက်ရက်တစ်ခုပေါ်လာခဲ့ပါတယ်။ဘလိုပဲဖြစ်ဖြစ်သူ့ဘွားကိုရအောင်ကဲမယ်။အဖွားကိုအရန်တော်မူထားတဲ့ဝီဟာဒီဒီချိန်မှာတော့အဲ့ဒီအတွက်ဘာမဆိုလို့မလို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့သူမသိသေးတာကသူ့ဘွားကိုကဲတင်မှုအတွက်သူလိုချင်နေတဲ့အဲ့ဒီကြောက်တုံးဟာဆန်ရဲ့ဘွားနဲ့ကကြမ္မာကိုရှင်းအောင်လာတဲ့အရေးကြီးတဲ့အရာဖြစ်နေခဲ့တာပါ။ဒါဆိုဝီကကြောက်တုံးကိုဘယ်လိုယူမလဲ။ပြီးတော့သူ့ရည်ရွယ်ချက်ကိုဆန်ကားသိသွားခဲ့ရင်ဘာတွေဖြစ်လာမလဲ။ဝီကသူ့ဘွားကိုကဲဖို့ကြိုးစားရင်ဆန်ရဲ့ယုံကြည်မှုကိုဆုံးရှုံးသွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ Like and Subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။